စသိမ်းမရဲ့အစမှာတော့မီမိုကအိုနမ်မေစီရောက်သွားပြီးအိုနမ်မေကမီမိုကိုအချိုရတက်နေပါတယ်။တစ်ဖက်မှာတော့ထောင်ထဲမှာမူမီမတ်စကဲကအိုနမ်မေလူသက်ဖို့ကြံစီနေရလို့ထောင်မှုတွေကိုပြောပေမဲ့ဘယ်သူမှမယုံကြပါဘူး။ဒီလိုနဲ့မူမီမတ်စကဲကအန်ဝစုကိုလူလွတ်ပြီးဆုံဆန်းပေးဖို့အကူအညီတောင်းခဲ့ပါတယ်။မူမီမတ်စကဲကအန်ဝစုကျေးဇူးနဲ့မီမိုအဖွားဖြစ်တဲ့သူ့မေဖုန်းနံပါတ်ရခဲ့ပါတယ်။မီမိုရဲ့အဖွားကတော့မီမိုပျောက်သွားလို့လူပျောက်တိုင်ခဲ့ပါတယ်။မီမိုကသူ့အဖွားကိုကောက်ကောက်နေတာမို့လို့မရှာနဲ့လို့ဖုန်းဆက်ခဲ့ပါတယ်။မူမီမတ်စကဲကလည်းမီမိုအဖွားစီဖုန်းဆက်ခဲ့ပြီးမီမိုအဆင်ပြေရလားလို့မေးပေမဲ့မီမိုအဖွားကမီမိုအဆင်ပြေရလို့လိန်ပြောပြီးနောက်တစ်ခါဖုန်းမဆက်နဲ့လို့ပြောခဲ့ပါတယ်။နောက်နေ့မှာတော့အန်အိုစုကမီမိုတက်နေတဲ့အကြောင်းကိုစုံစမ်းလို့ရခဲ့ရလို့မူမီမတ်စကဲကိုပြောပါတယ်။မူမီမတ်စကဲကတော့အဟုတ်ကြီးထင်ပြီးသူသမီးမီမိုဖုန်းကင်ခဲ့ရလို့ထင်နေခဲ့ပါတယ်။တကယ်တော့အန်အိုစုကတေချာမချပဲမူမီမတ်စကဲသမီးလိုဟန်ဆောင်ခိုင်းပြီးဖုန်းကင်ခိုင်းခဲ့တာပါ။နောက်နေ့မူမီမတ်စကဲကအန်အိုစုကိုသူသမီးမီမိုကြောင်းတက်နေတဲ့ဓာတ်ပုံရိုက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အန်အိုစုကတော့တေချာမချပေးပါဘူး။အသက်ရွယ်သူတယောက်ကိုကျောင်းဝတ်ဆောင်ဝတ်ခိုင်းပြီးကျောင်းရှိမှဓာတ်ပုံရိုက်ခိုင်းလိုက်ဆိုပြီးလူလွတ်ပြီးခိုင်းခဲ့ပါတယ်။ဒီလိုနဲ့မူမီမတ်စကဲကိုအခြားကလေးတယောက်ဓာတ်ပုံပြခဲ့ပြီးမူမီမတ်စကဲကယုံပြီးအန်ဝစုကိုကျေးဇူးရတင်နေပါတယ်။တစ်ဖက်မှာတော့အိုနမ်မေကကျိုးတို့တိတ်တို့ပြန်ပေးဆွဲပစ္စည်းတွေဝယ်ပြီးအိမ်ပြန်လာတဲ့အချိန်မီမိုကအိုနမ်မေအတွက်မူးနစ်ပွဲလေးလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းအိုနမ်မေကတော့မီမိုစားမဲ့မနှက်စားတဲ့ဆေးခတ်ခဲ့ပါတယ်။မီမိုခမရအိုနမ်မေကိုအဖွားရင်တယောက်လိုအိုနမ်မေအတွက်ခရီးသွားဖို့အင်ကြီးတွေဝယ်ပေးဖို့ပတ်စံတွေအများကြီးရှာမယ်လို့တောင်ပြောခဲ့ပါတယ်။ထောင်ထဲမှာတော့မူမီမတ်စကဲကအန်ဝစုသမီးအတွက်ကြောက်ကက်လှူဖို့စင်းရုံသွားဖို့ပြင်ဆင်နေပါတယ်။တစ်ဖက်မှာတော့မီမိုအဖွားကလည်းမီမိုပျောက်သွားလို့အိုနမ်မေကမီမိုနားမှာတုတ်ပုတ်ကီရောင်းပြီးလိုက်ကတ်နေတဲ့အတွက်တန်တရားဝင်ပြီးဗမာနေလဲစုံစမ်းခဲ့ပါတယ်။မူမီမတ်စကဲကတော့ကြောက်ကက်လှူဖို့စင်းရုံရောက်သွားပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။မီမိုရဲ့တငယ်ချင်းရေချုံးကလည်းမီမိုအဖွားစီရောက်လာပြီးတုတ်ပုတ်ကီရောင်းတဲ့အဖွားကထူးဆန်းတဲ့သူလို့ပြောပြီးမီမိုအဖွားနဲ့အတူတူအိုနမ်မေအိမ်သွားကြပါတယ်။မီမိုကမူမီမတ်စကဲရဲ့သမီးပါဆိုပြီးသတင်းဖြန့်လိုက်တာအိုနမ်မေဆိုပြီးရေချုံးကမီမိုဖွားကိုပြောလိုက်ပါတယ်။မူမီမတ်စကဲကတော့ထွက်ပြေးဖို့လုပ်ရင်တိုက်ပေါ်ကခုံစင်းအောက်ရောက်တော့တခါကားနဲ့တိုက်ခံရပါတယ်။ဒါမဲ့မဖြုံပါဘူး။သူများကယူပြီးထွက်ပြေးသွားပါတယ်။ဒီလိုနဲ့မူမီမတ်စကဲကသူများဖုန်းနဲ့မီမိုအဖွားစီဖုန်းဆက်ခဲ့ပြီးမီမိုအနေရရှိနေရဆိုပြီးတမကီရောင်းတဲ့သူကဂျိုနန်ရဲ့အမေဆိုတာဖြစ်ချောင်းကုံစင်ပြောပြလိုက်ပါတော့တယ်။မီမိုအဖွားကအိုနမ်မေကျောင်းသူတယောက်ကိုဖမ်းထားရဲဆိုပြီးရဲတိုင်ခဲ့ပါတယ်။ဒီလိုနဲ့မူမီမတ်စကဲကမီမိုအဖွားစီကနေအိုနမ်မေအိမ်လေးစာရခဲ့ပါတယ်။မီမိုအဖွားကရေချုံးကိုအနေရများလို့မလိုက်ဖို့ပြောပါတယ်။ဒါမဲ့ရေချုံးကတော့သူ့မဖိုးနဲ့တက်စီစီးပြီးလိုက်သွားပါတော့တယ်။အိုနမ်မေကမီမိုကိုဖမ်းထားပြီးငါသားတည်ရတာနေမေကြောင်းလို့ပြောလိုက်ပါတော့တယ်။မူမီမတ်စကဲကတော့သူများကမောင်းရင်စီကုံသွားလို့ကားကြုံစီးခဲ့ပေမဲ့ကားထဲမှာမတ်စကဲထွက်ပြေးသွားရဲဆိုတဲ့သတင်းတက်လာလို့ကားပိုင်ရှင်ကမတင်ငါဖြစ်ပြီးရဲကိုသတင်းပေးလိုက်ပါတယ်။တစ်ဖက်မှာတော့မီမိုအဖွားရဲတိုင်ခဲ့လို့အိုနမ်မေအိမ်ကိုရဲတယောက်ရောက်လာပါတယ်။အထဲကိုစစ်ဆေးခဲ့ပေမဲ့ဘာမှမတွေ့လို့စနောက်တဲ့ဖုန်းဆိုပြီးပြန်ဖို့လုပ်ချင်းမီမိုအော်ဒါကြားလိုက်ပါတော့တယ်။ထပ်ပြီးစစ်ဆေးဖို့လုပ်တဲ့ချင်းတောင်ပေါ်မှာထောင်ပြေးတွေ့လို့အကူလိုရဲဆိုပြီးခေါ်လို့ရဲလဲပြန်သွားပါတော့တယ်။ဒီလိုနဲ့ခဏကြာတော့မီမိုအဖွားအိုနမ်မေအိမ်ရောက်လာပါတော့တယ်။မီမိုအဖွားနဲ့အိုနမ်မေချနေကြတဲ့ချင်းမီမိုတငယ်ချင်းရဲချုံလဲရောက်လာပါတယ်။မီမိုအဖွားကအိုနမ်မေကိုတားပြီးရဲချုံကမီမိုကိုသွားကယ်ခဲ့ပါတယ်။အိုနမ်မေကမီမိုအဖွားကိုကက်ကြီးနဲ့ထိုးလိုက်ပါတော့တယ်။နောက်တစ်ခါထိုးဖို့လုပ်တဲ့အချိန်မှာမူမီမတ်စကဲကအနောက်ကနေဆော်လိုက်ပါတော့တယ်။မူမီမတ်စကဲကမီမိုကိုကြိုးဖြီပေးပြီးထပ်ဖို့လုပ်တော့အိုနမ်မေကြီးကမတည်သေးပဲမီမိုအဖွားကိုဓာတ်နဲ့ထိုးခဲ့ပြီးရောက်လာခဲ့ပါတယ်။မူမီမတ်စကဲနဲ့အိုနမ်မေချကြပါတော့တယ်။ဒီလိုနဲ့ထုံးစံတိုင်းရဲတွေကနောက်ဆုံးပွဲပြီးမှရောက်လာပါတယ်။ရဲတွေရောက်လာတဲ့အချိန်အိုနမ်မေကတနက်နဲ့မီမိုကိုပြစ်ဖို့လုပ်လို့မူမီမတ်စကဲကာလိုက်ပြီးရဲတွေကလည်းအိုနမ်မေကိုပြစ်လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲမီမိုအဖွားကအိုနမ်မေကမူမီမတ်စကဲအားလုံးတည်သွားပါတော့တယ်။နောက်ဆုံးမှာတော့မီမိုတငယ်ချင်းရဲချိုးရဲ့မိဖတွေကမီမိုရဲ့ယာယီအုပ်ထိန်းသူတွေဖြစ်သွားပါတော့တယ်။ဒီလိုနဲ့မီမိုကသူ့မေမူမီမတ်စကဲရဲ့ကလေးတုန်းကဗီဒီယိုလေးတွေပြန်ကြည့်ရင်ဒမတ်စကဲကားလေးစသိမ်းသွားပါတော့တယ်။